ဒီဇလန်လေးကတော့လူတစ်ယောက်ကသနက်အကြီးစားမီနီကန်တလန်နဲ့ယုံကလေးတစ်ကောင်ကိုလိုက်လံပစ်ခတ်နေတာကနေစတင်ခဲ့ပါတယ်။သူကယုံကိုဖမ်းဖို့ထောင်ချောက်တစ်ခုဆင်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်မုံဆိုးတစ်ယောက်ထက်ရောက်လာပြီးသူလည်းထောင်ချောက်တစ်ခုထပ်ဆင်ပြန်ပါတယ်။ယုံကလေးကတော့အဲ့ဒီထောင်ချောက်တစ်ခုလုံးကိုတိနေတာမို့မဝင်ပါဘူး။ဒါပေမဲ့နှာခေါင်းကြီးကြီးနဲ့မုံဆိုးကမုံလာဥနီတူချလိုက်တဲ့အခါမှာတော့ယုံကလေးကစိတ်ဝင်စားသွားပါတယ်။အဲ့လာကိုပထမမုံဆိုးကမြင်သွားပြီးမြေကြီးထဲကနေပေါင်ညက်စီလောက်လေတဲ့မုံလာဥနီအကြီးကြီးကိုဆွဲထုတ်ပြလိုက်ပါတယ်။ယုံကလေးကပိုပြီးရင်ခွန်သွားလာပေါ့။ဒါကိုရှုံးမပေးချင်တဲ့ဒုတိယမုံဆိုးကလည်းသူ့ကြော်ပိုးအိတ်ထဲကနေမုံလာဥနီ9သိန်းလောက်ကိုတွန်းချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကောင်ဝိုင်းမုံဆိုးကသူ့ရဲ့ကုန်ကားကြီးကိုမောင်းလာပြီးမုံလာဥနီ3သိန်းလောက်ကိုမြေကြီးပေါ်ပုံချလိုက်ပြန်ပါတယ်။ယုံကလေးကအဲ့ဒီဘက်ကိုပါရွားကနေမှပဲနှာခေါင်းကြီးနဲ့လူကမုံလာဥနီကိတ်မုတ်ဖုတ်ပြလိုက်ကကြောင့်စိတ်ပြောင်းသွားပြန်ပါတယ်။ကောင်ပိုင်းကလည်းအရှောက်မပေးပဲဂျိုးသားတွေကိုအကူအညီတောင်းပြီးစကြဝဠာမှာအကြီးဆုံးမုံလာဥနီကြီးကိုယူခိုင်းလိုက်ပါတယ်။စိတ်တူသွားတဲ့နှာခေါင်းကြီးမုံဆိုးကကောင်ဝိုင်းကိုမုံလာဥနီနဲ့လှမ်းပေါက်ပေးမိကောင်ဝိုင်းကဖမ်းမိထားပြီးသူ့နှာခေါင်းလေးကိုပြန်ပစ်ထည့်လိုက်ပါတယ်။နှာခေါင်းကြီးသမားကလည်းမခံပဲမုံလာဥနီ RPG နဲ့ပြန်ပစ်တယ်လို့ကောင်ဝိုင်းကလည်းမုံလာဥနီပစ်တဲ့မီနီဂန်နဲ့ပြန်တိုက်ခိုက်ပါတယ်။သူတို့နှစ်ယောက်မုံလာဥနီတွေနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေတော့မှယုံကလေးကတော့သူတို့နာမှာမုံလာဥနီအကြီးကြီးကိုအေးအေးဆေးဆေးစားနေပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်လင်းယုံတကောင်ပြန်ဆင်းလာပြီးယုံကလေးကိုတုတ်ယူစားတောက်သွားပါတော့တယ်။